မူရမေဆိုရင်လေတင်းလိုက်စမ်းမခွေချီပြီးတော့မရရင်ညူပင်ညူငယ်တွေကိုပြူရရသည်မို့ပြိုနေစီသူပြူလိုက်စပေယုံတွေနေမှာဝင်းတွေလွင်ပြက်ကလွမ်းချက်တွေတော့မေမိုးရွာမေဆိုရင်အို